ထမမင်းကလေးကသူမရဲ့လက်ကိုမြေ့ရတဲ့နှစ်မှာတော့သူမရဲ့အနာဂတ်ချစ်သူစစ်စစ်ကိုမြင်တွေ့ခဲ့ရပါတယ်။ဒါကိုမြင်လိုက်ရတဲ့ဒုတိယမင်းကလေးကတော့ချက်ချင်းပဲရှေ့ကိုတိုးလာခဲ့ပြီးပထမမင်းကလေးကိုတွန်းထုတ်ကစိတ်လှုပ်ရှားစွာနဲ့သူမလက်ကိုရေထဲနှိုက်လိုက်ပါတယ်။မြေ့ရည်ပြင်ကပြန်ပြီးလှိုင်းထလာခဲ့ပြီးတော့ဖြည်းဖြည်းချင်းပဲသူမရဲ့အနာဂတ်အဖော်ပုံရိပ်ပေါ်လာတဲ့အတွက်အဲ့ဒီကောင်မလေးဟာပျော်လွန်းလို့ကောက်ခုန်နေပါတော့တယ်။တတိယမင်းကလေးဖြစ်တဲ့အန်နာအလှည့်ရောက်တဲ့အခါမှာတော့သူမဟာတငယ်ချင်းဖြစ်သူကိုဆုံးရှုံးလိုက်ရတဲ့ဝမ်းနည်းမှုတွေထဲမှာနစ်မြုပ်နေတော့မှာပဲ။သူမကရေထဲကိုသူမရဲ့လက်ကလေးကိုညင်သာစွာချလိုက်ပါတယ်။ရုတ်တရက်ဆိုသလိုငါးတေးသေးလေးတအုပ်ဟာသူမလက်နားမှာဝိုင်းအောင်လာပြီးသူမဘာမှနားမလည်ခင်မှာတင်အဲ့ဒီငါးတွေကသူမရဲ့လက်မောင်းကိုပတ်လိုက်ကြပါတယ်။လူတိုင်းကအံ့ဩတကြီးကြည့်နေကြစင်မှာပဲအဲ့ဒီငါးတွေဟာဖြည်းဖြည်းချင်းလက်တစ်ဖက်အဖြစ်ပြောင်းလဲသွားပြီးအန်နာကအဲ့ဒီလက်ကိုရေထဲကနေဆွဲတင်လိုက်ပါတယ်။အဲ့ဒီငါးတွေဟာကောင်မလေးတစ်ယောက်အဖြစ်လုံးဝပြောင်းလဲသွားတာကြောင့်လူတိုင်းစွန့်သွားခဲ့ရပါတယ်။တကယ်တော့သူမဟာစောင်းမေးပွဲကြရှုံးခဲ့လို့အဲ့ဒီရေကန်ထဲမှာနှစ်ပေါင်း100တိုင်တိုင်ပိတ်မိနေခဲ့တဲ့ကျောင်းသူတအုပ်ဖြစ်ပါတယ်။အန်နာရဲ့ဆန္ဒပြုချက်ကသူမကိုပိတ်လောင်ထားတဲ့ချိန်စာကိုဖျက်ဆီးပေးလိုက်တာပါ။အဲ့ဒီနောက်မှာတော့သူမဟာလေထဲကိုဖြည်းဖြည်းချင်းပျောက်ကွယ်သွားခဲ့ပါတယ်။ဒါပေမဲ့အန်နာရဲ့ကျင်နာမှုကအခြားအနေနဲ့တစ်ခုကိုနှိုးဆွလိုက်တယ်လို့ဖြစ်သွားခဲ့ပါတယ်။ရုတ်တရက်တော့အုပ်ထဲမှာအယိုးစုလိုငှက်ကြီးတစ်ကောင်ပေါ်လာပြီးသူ့ရဲ့ကွက်လက်ဖြစ်နေတဲ့မျက်လုံးတွေနဲ့အန်နာကိုစိုက်ကြည့်နေပါတယ်။သူမဟာကြောက်လန့်တကြားနောက်ဆုတ်သွားပေမဲ့အဲ့ဒီအချိန်မှာပဲအဲ့ဒီအယိုးစုငှက်ကြီးကစကားပြောလာပြီးအန်နာကသူမတငယ်ချင်းရဲ့အတန်တန်းချက်ချင်းမှတ်မိသွားပါတယ်။သူမကသွားထိဖို့လက်လန်းလိုက်ပေမဲ့မင်းသားကတော့အဲ့ဒီငှက်ကအန်နာကိုတိုက်ခိုက်တော့မယ်လို့ထင်မှတ်သွားပါတယ်။သူကရှေ့ကိုအပြေးလွှားတိုးလာပြီးသူ့ရဲ့မော်ဒါနဲ့ငှက်ကြီးရဲ့ရင်ဘတ်ကိုထိုးဆိုင်လိုက်ပါတယ်။နောက်ထပ်စက္ကန့်ပိုင်းမှာတင်အဲ့ဒီအယိုးစုငှက်ကြီးဟာကြေမွသွားပြီးမြေပြင်ပေါ်မှာအယိုးပုံကြီးအဖြစ်ပြောင်းလဲသွားပါတယ်။မင်းသားကတော့သူ့အန်နာကိုကယ်တင်လိုက်နိုင်ပြီလို့ထင်နေပေမဲ့အန်နာကတော့ဒေါသတကြီးနဲ့သူ့ကိုထိုးပစ်လိုက်ပြီးသူ့ရဲ့စင်ကျင်တုံတရားမဲမှုကြောင့်အပြစ်မဲ့တဲ့အသက်တစ်ချောင်းသေဆုံးသွားရတာလို့အပြစ်တင်ပါတော့တယ်။ပရိုဖက်ဆာကကျောင်းသားအားလုံးကိုသူတို့အခန်းတွေစီပြန်ဖို့အမိန့်ပေးလိုက်ပြီးကျောင်းတော်ကြီးဟာစစ်မှန်တဲ့ကျင်နာသနာမှုတွေကိုဆုံးရှုံးခဲ့ရတာကြားပြီးဖြစ်ကြောင်းအန်နာကိုပြောလိုက်ပါတော့တယ်